ကျွန်တော်အရင်တော့ကဒီ authentic ဖြစ်တာကိုအကြီးအကျယ်နားလည်မှုတွဲခဲ့ဘူးအဲ့ဒီအမှားကြောင့်ပဲအလုံးမှာတော့ရုန်းကန်ခဲ့ရအထူးသဖြင့်ကျွန်တော်စိတ်ထဲမှာပြဿနာတက်တာပေါ့ internal conflict ပေါ့ကိုတွေးမိသမျှကိုအကုန်ထုတ်ပြောတာ authentic ဖြစ်တယ်လို့ထင်ခဲ့ဦးတယ်နောက်ကိုစိတ်ထဲမှာခံစားရသမျှမကျေနပ်ချက်တွေကိုရုံးရလူတွေအကုန်လုံး share ရမှာလားနောက်ရှေ့မကြည့်နောက်မကြည့်အစွမ်းကုန်ရိုးသားပြရမှာလားအဲ့လိုမျိုးတွေအဲ့ဒါတွေ authentic ဖြစ်လို့ထင်နောက်ကို image ထိမှာဆိုတော့ဘာမှမပြောပဲငြိမ်နေလိုက်တဲ့အချိန်တွေရှိခဲ့ဦးတယ်နောက်ဒီကိုသဘောမကျတော့မှဆိုလို့ပေါ့နော်ကိုဘောစီဘာပြောပြောဟုတ်ကဲ့ဆိုပြီးလုပ်ခဲ့တဲ့အချိန်တွေလည်းရှိတယ်နောက်ကိုခံစားရသမျှကိုထုတ်ပြောပြီးတော့ဒါငါးပုံစံအစ်စ်ပဲဆိုပြီးတော့ထင်ခဲ့တာပေါ့နော်အဲ့လိုမျိုးလည်းရှိတကယ်အဲ့ဒါတွေက authentic ဖြစ်တာမှမဟုတ်ဘူးအဲ့ဒါတွေကအကြောက်တရားလားအဲ့တော့ကိုညင်းခံမှကြောက်တယ်မချစ်တော့မှကြောက်တယ်အထင်မကြီးတော့မှကြောက်တယ်ဒါမျိုးတွေပေါ့ကျွန်တော်တခါတလေမှာကိုပုံစံအစစ်မှန်ပြတာပဲဆိုပြီးပြောနေပေမဲ့တကယ်တမ်းကျတော့ကိုစိတ်မလုံးကြုံတာတွေရိုးသားမှုဆိုရင်လည်းဖုံးနဲ့ကာထားအဲ့တော့နောက်ပိုင်းမှာအရေးကြီးတာတခုကျွန်တော်သိလာဘာလဲဆိုတော့ဒီကိုစိတ်ထဲမှာခံစားနေရသမျှကိုအကုန်ထုတ်ပြောပြီးတော့တခြားလူပေါ်ဒီတွန်ချလိုက်တာအဲ့ဒါလည်း authentic ဖြစ်တာမဟုတ်ဘူးနောက်တချို့ရှိသေးတယ်ဗျာစကားပြောရင်ဘယ်သူမှမထောက်ထားပဲနဲ့ငါဖြစ်ချင်တာငါပြောတာပဲငါလိုချင်တာငါပြောတာဘာဖြစ်လဲအမှန်တရားကိုပြောနေတာကွာအဲ့လိုမျိုးတွေလည်းရှိအဲ့ဒါတဲ့မှာဒါငါပုံစံပဲ authentic ဖြစ်တာပဲဆိုပြီးတော့လက်နက်လိုသုံးပြီးဒါအလွယ်သုံးကလုံတဲ့သဘောဖြစ်တာအဲ့တော့ authentic ဖြစ်တယ်ဆိုတာသူများကိုအဲ့လိုဒုက္ခပေးရတယ် authentic ကမဟုတ်အဲ့လိုတခြားဘက်မှာလည်းဖြစ်သမျှကိုဘာမှထုတ်မပြောပဲနဲ့အကုန်လုံးမျိုးသိအထဲမှာမျိုးသိထားပြီးတော့မြုံစည်းလုပ်တာလည်း authentic မဟုတ်ဘူး။ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့အလုံးမှာ authentic ဖြစ်တယ်ဆိုတာဘာလို့ဆိုလဲ။ကျွန်တော်တို့သိထားတဲ့ be yourself ဆိုတာရောတကယ်တမ်း authentic ဖြစ်တယ်ဆိုတာစိတ်ထဲမှာရှိတဲ့အတိုင်းကိုပဲဒေးလျင်းလုံးချလိုက်တာမျိုးမဟုတ်ဘူး။သေချာလေ့ကျင့်ယူရတဲ့ဟာ။အဲ့တော့ကိုယ့်ရဲ့စံတန်မိုးတွေကိုဒီ values တွေကိုသေချာသိတယ်။နောက်ကိုယ်ခံစားချက်ကိုလည်းသေချာနားလည်တယ်။ပြီးတော့ဒါတွေကိုပြောပြီးရောပြီးစလွယ်မဟုတ်ဘဲနဲ့တာဝန်ယူမှုရှိနဲ့ထုတ်ပြောတာဆိုတော့အဲ့ဒါမှပဲ authentic ဖြစ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အဲ့လိုဖြစ်ဖို့ကလည်းလွယ်ကူဖြစ်ဖို့ခက်ပါတယ်။တော်တော်အားထုတ်ရမယ့်ကိစ္စ။နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ values တွေနဲ့ဒီ feelings တွေကိုသေချာသိဖို့ကကိုယ့်ကိုသိဖို့လိုတယ် self awareness လိုတယ်ပြီးတော့တာဝန်ယူမှုရှိနဲ့ထုတ်ပြောဖို့ဆိုတာလည်း skill လိုတယ်အဲ့တော့ကျွန်တော်ကဒီauthentic ဖြစ်အောင်စူးစမ်းတာဒီခီးရှည်ထွက်ရတယ်လို့ပဲအချိန်ယူရတယ်ပေါ့နော်ဒါအပြင်ကိုအကြောင်းကိုလည်းလူတကာကဒီဥမာချိကမ်းပြန်သိကြမလို့ပါဘူးဟုတ်တယ်မလားကိုဘသူ့ကိုဘယ်လောက်ထိပေးသိမယ်ဆိုတာကိုဆုံးဖြတ်မဟုတ်ရင်ကိုယ့်ရဲ့အတွင်းရေးကိုချနေမဲ့လူနဲ့တွေ့ကိုခံရမယ်လေနောက်ပြီးတော့ဒီစိတ်ထဲမှာရှိတဲ့အတိုင်းမစင်မချင်းရှောက်ပြောနေတာလည်းအဆင်မပြေဘူးအဲ့ဒါဘာလဲထူလဲဆိုတော့ဒါငါပဲလို့ကြွေးကြော်ပြီးတော့လူကြားထဲမှာဝေစားမပါဘဲနဲ့ရှောက်သွားနေတူတယ်ဟုတ်တယ်မလားအဲ့တော့စကားတွေအများကြီးပြောတတ်လာရုံနဲ့တော့ရင်းချက်တယ်မခေါ်ပါဘူးအရေးပါတဲ့စကားတွေပြောတတ်ဖို့လိုတာပေါ့အဲ့တော့အလုံးမှာ authentic ဖြစ်ဖို့ဆိုရင် be yourself လို့ပြောကြပါတော့အဲ့တော့ be yourself ဆိုတာလည်းခုနပြောသလိုရော့အင်းဒါငါပဲဆိုပြီးတော့အဲ့လိုဒဲလျင်းလုံးလို့မရဘူးပေါ့အဲ့တော့ဘယ်လိုလုံးတင်လဲဆိုတော့ကိုယ် value တွေကိုလည်းလွတ်မပစ်ဘူးကိုယ်ဘလို့မှသဘောမတူနိုင်တဲ့ဟာမျိုးတွေเนาะနောက်မှားနေတယ်ဆိုတာတေချာတဲ့ဟာတွေဆိုရင်လည်းဟန်ဆောင်ပြီးခေါင်းငိမ့်ဘူးဒါပေမဲ့ကိုယ်လုံးဖို့ဂိုင်းဘတ်တွေကိုလည်းမတိုက်ခိုက်ဘူးနောက်ကိုယ်မကျေနပ်သမျှတွေကိုလည်းတစ်ချိန်လုံးကြီးပေါက်ခွဲပြမနေဘူးနောက်ကြတော့အလွန်ကျွန်းနဲ့အိတ်သွန်ဖာမောက်တွေ share မလုပ်ဘူးဆိုရင်ကို okay ပါတယ်အဲ့မှာအလုံးမှာ overshare လုပ်မိတဲ့ဟာလည်းကိုယ့်အတွက်အန်နေများတယ်နော်မြန်မာစကားပုံရှိတယ်လေတခိုးတရိုးကန်းဆိုတဲ့ဟာကိုယ့်ကိုထိုးမဲ့ဓာတ်ကိုသူများလက်ထဲကိုကိုယ်တိုင်သွားထည့်ပေးမိတယ်လို့ဖြစ်တယ်သတိထားအဲ့တော့သဘောမတူတာတွေမကျေနပ်ချက်တွေရှိရင်လည်းအေးဆေးပြောလို့ရတယ်နောက်အမှန်တရားကိုလည်းဖုံးကွယ်စရာမလိုပဲနဲ့မလိမ်မဲနဲ့ view ဟာကြ strategy နဲ့ပြောလို့ရတယ်
နောက်ဘသူရဲ့အတီးပြုတ်ချက်မှာမဆောင်မင်းနဲ့ကိုယ့်အမြင်ကိုထုတ်ပြောလို့ရတယ်နော်ဆိုတော့အဲ့လိုမျိုးလုံးမယ်ဆိုရင်ကိုယ့် image လည်းထိန်းပြီးသားဖြစ်မယ်ကိုယ့် value တွေကိုလည်းကာကွယ်ပြီးသားဖြစ်မယ်နောက်ကျကိုယ်လွှမ်းမိုးမှုလည်းမလျော့ဘူးပေါ့နော်ဆိုတော့ဒါကိုပဲ leadership လို့ပြောလို့လည်းရအောင်အဲ့ဒါကြောင့်မို့ဒီအလုံးမှာ be yourself ဖြစ်ဖို့ဆိုရင်ဟန်ရေးပြနေကြမှာပါဘူးဒီကိုတန်မိုးထားတဲ့ကိုယ့်ရဲ့စံနှုန်းတွေနဲ့ကိုယ့်ရဲ့လုပ်ရဲ့တသားလေးကြအောင်နေရတယ်အဲ့တော့ value action alignment ဖြစ်အောင်နေတာပေါ့အဲ့တော့ value ကတော့ကိုတန်မိုးထားတဲ့အရာကိုယ့်ရဲ့အတွင်းပိုင်းရပါတော့ဆိုတော့ action ကတော့ကိုယ့်ရဲ့လုပ်ရဲ့အပြင်ဘက်ကဆိုတော့အတွင်းပိုင်းနဲ့အပြင်ပိုင်း alignment ညီတယ်ဆိုရင်ဒါ be yourself ဖြစ်တယ်ပြောလို့ရတယ်အဲကြောင့်အလုံးမှာရှိသမျှအကုန်ချပြနေကြမလို့ပါဘူးအဲဒါပေမဲ့လည်းကိုယ်အပြောဆိုတဲ့လုပ်ရက်ကနေပြီးတော့ကိုဘယ်လိုလူလဲဆိုတာကိုပညာသားပါမှာပြလို့ရပါတယ်အဲကျွန်တော်အနေနဲ့ဒါကိုပဲအလုံးမှာ authentic ဖြစ်တယ်လို့သဘောပေါက်အဲ့တော့ကြည့်နေတဲ့လူတွေအနေနဲ့ရောဒါကိုဘယ်လိုမြင်လဲcomment မှာဆွေးနွေးပေးပါအောင်အချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်